ဖလားလေးလုံးလမ်းကြောင်းအတွက်ခလုံးမတိစူးမကြီးဖြစ်နေတဲ့အာဆနယ်ကန်နိုင်အတွက်တော့ကန်ဆာရာတော်လေးမျက်နှာသာပေးခဲ့တာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးတော့အခုလိုကန်ဆာရာကောင်းဖို့ဘယ်လိုရေရာတွေများလှုပ်ထားကြလဲဆိုတော့မေးရမလို့ပါပဲအာဆင်လောက်ကန်ကောင်းတော့အာဆင်ပဲရှိရလို့ဆိုရမှာဖြစ်ပြီးတော့ကန်နာတွေကဖလားလမ်းကြောင်းပေါ်မှာကန်ကောင်းဆုံးလူသားအဖြစ်နဲ့ရှိနေကြကြတာကိုမြင်တွေ့ထားရပါတယ်ပရီးမီးယားလိဂ်လမ်းကြောင်းကိုကြည့်လိုက်မယ်ဆိုရင်လည်းအာဆင်ဟာမန်စီးတသင်းနဲ့သာပွဲချက်ကစားဖို့ရှိနေကြတာဖြစ်ပါတယ်လက်ကျန်ရှင်ပွဲမှာမန်စီးသင်းကလွဲလို့ရှိရင်ကျန်တဲ့အသင်းတွေကသူတို့တွေဒုက္ခပေးနိုင်တဲ့အသင်းတွေဆိုမြဲကန်နာတွေအတွက်တော့စာဖွဲနေရမယ့်အသင်းတွေမဟုတ်ဘူးဆိုတာအားလုံးလည်းသိထားခဲ့ကြပြီဖြစ်မှာပါအာဆင်အစင်း10တွင်းမှာရက်တီနေတဲ့အသင်းဆိုလို့ဘုံမောင်းနဲ့အေဗာတန်တို့လိုအသင်းတွေလောက်သာပါဝင်နေပြီးတော့အဲ့နှစ်သင်းကလည်းလောဆယ်အဆင့်8နဲ့9မှာရက်တီနေတဲ့အသင်းတွေသာဖြစ်ပါတယ်နောက်ပြီးတော့အေဗာတန်ကိုရောဘုံမောင်းကိုပါအိမ်ခွင်းမှာအခန့်သွားဖို့ရှိနေရဖြစ်ပြီးတော့ကန်နာတွေအတွက်တော့ခက်ခဲနိုင်ပွဲရှိတဲ့ပွဲစဉ်တွေမဟုတ်ပါဘူးပရီးမီးယားလိလက်ကျန်ပွဲစဉ်တွေကလည်းခက်ခဲကစားမယ်ပွဲစဉ်ဆိုလို့မန်စီးတင်းနဲ့သာရှိနေကြတဲ့အာဆင်အတွက်ချန်ပီယံလိရှုံးထွက်စဉ်ပွဲစဉ်မှာလည်းလီဗာပူးလိုအသင်းနဲ့ကစားသွားဖို့ရှိနေကြတာပါလီဗာပူးအသင်းကလည်းရင်လိုအစိတ်ရှိတဲ့မွေးကောင်မှုတ်တော်ဘူးလို့ဆိုရမှာဖြစ်ပြီးဂျာမန်မြန်မာကျန်းရင်ကျန်းမယ်ကန်နာနဲ့တွေ့ရင်တော့ကျန်းနိုင်လိမ့်မယ်မထင်ပါဘူးကန်နာရဲ့ချန်ပီယံလိဂီလန်ကိုကြည့်လိုက်မယ်ဆိုရင်စီးဖိုင်နယ်အဆင့်ထိကခလုံးတီစူးမကြီးဆိုတဲ့အခြေအနေကိုမြင်တွေ့ထားရတာပါလီဗာပူးနိုင်ပြီးတော့နောက်ဆုံးတက်သွားရင်လည်းဘိုဒိုကလင်းနဲ့စပိုရင်းလစ်ဘုံတို့ကစောင့်နေကြမှာဖြစ်ပြီးတော့ကန်နာအတွက်တော့ငပြောသည့်အခွန်နွားစားတာထက်တောင်ပိုပြီးတော့လွယ်ကူနေကြတာဖြစ်ပါတယ်ချန်ပီယံလိမှာလည်းတာဖြောင်မှုနဲ့ကန်နာရီကကာရာဘောင်းမှာလည်းဗိုလ်လီပွဲကိုရောက်ရှိနေခဲ့ကြတာပါဖိုင်နယ်မှာမန်စီးနဲ့ကစားမဲ့ကန်နာရီအတွက်တော့ကိုကန်ဂျမာကိုသာဖန်တီးသွားတော့မှာဖြစ်ပါတယ်အဖီဗလာပြိုင်ပွဲမှာဆိုရင်လည်းကွာတာဖိုင်နယ်ကိုရောက်နေဖြစ်ပြီးတော့ဇီးဖိုင်နယ်ဆေးုံတော်မကန်ရင်တဲ့ကခြေတစ်ဖက်ကျူပြီးတော့နေနေခဲ့တဲ့အထိပါပဲဘာကြောင့်လဲဆိုရင်အာဆင်ဟာဆောက်သန်အသင်းနဲ့ရင်ဆိုင်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပါပဲစိန်ဒရိုစင်တွေကချန်ပီယံရှစ်မှာအဖီဗလာပြိုင်ပွဲမှာပါခြေသွမ်းပြနေခဲ့ကြရဆိုမဲ့ကန်နာတွေတော့အန်တူနိုင်မယ်မထင်ပါဘူးကွာတာဖိုင်နယ်ဆေးုံပရီးမီးယားလိက6သင်းရောက်ခဲ့ပြီးတော့လီချန်ပီယံရှစ်ကဆောက်သန်နဲ့လီဝမ်ကပေါ်ဖေးအသင်းတို့ကတက်ရောက်လာတာပါအာဆင်အသင်းကပရီးမီးယားလိပြိုင်ပွဲဟောင်းဖြစ်တဲ့ဆောက်သန်နဲ့အဝေးကွင်းမှာသွားပြီးတော့ကစားမှာဖြစ်တယ်လို့မြို့ကန်ပြိုင်ပွဲအသင်းဖြစ်တဲ့ချဲစီကတော့လီဝမ်ကလပ်ပေါ်ဖေးအသင်းနဲ့စတမ်ဖုဒ်ဘရစ်မှာအခန့်သွားမှာဖြစ်လို့ကန်နာရဲ့ထက်တော်မှာချဲစီကပို့ပြီးတော့ပွဲချောင်နေပါသေးတယ်ကွာတာဖိုင်နယ်ဆင်းမှာပွဲကျနေကြတာမန်စီးနဲ့လီဗာပူးတို့ဖြစ်ပြီးတော့ဂွာဒီယိုလာနဲ့အန်နီစလောတို့ကကွာတာဖိုင်နယ်ဆင်းမှာထိတ်တိုက်လာပြီးတော့စုံတွေ့နေခဲ့ကြပဲဖြစ်ပါတယ်ပြီးခဲ့ညကစားခဲ့တဲ့ဝက်ဆမ်နဲ့ဘရန်ဖို့အသင်းတို့ပွဲတင်မှာဝက်ဆမ်အသင်းကဘရန်ဖို့အသင်းကိုပယ်နယ်တီဆုံးဖြတ်နဲ့နိုင်ရသွားခဲ့တာဖြစ်လို့ဟမ်မာရီယာပရီးမီးယားလိပြိုင်ဘက်လီစ်ယူနိုက်တက်အသင်းနဲ့ရှင်ပြိုင်သွားဖို့ရှိနေပါပြီပရီးမီးယားလိဖလားကိုရဖို့သေးကြတော့ဖြစ်နေကြတဲ့အာဆင်အသင်းတို့တော့ချန်ပီယံလိမှာလည်းပွဲချောင်နေခဲ့သလို FA ဖလားပြိုင်ပွဲမှာလည်းပွဲချောင်နေကြတာဖြစ်လို့ဖလားလေးလုံးအိမ်မက်ကိုအကောင်းနဲ့ပေါ်သွားနိုင်မလားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ကြည့်ကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တော့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်